ဆူတောင်းပြည့်သွားတဲ့အတွက်စပယ်ပန်းဖျားမှာစပယ်ပန်းအကုန်း80လာရောက်လှူဒါန်းတာဖြစ်ပါတယ်ဒါလေးကတော့ Thai style စပယ်ပန်းလှဆင်တာကိုအမှတ်တရရိုက်ကူးထားခြင်းဖြစ်ပါတယ်ဖျားမှာပန်းဝယ်မယ်ဆိုရင်တောင်ချီပေါင်းတောင်ပေါ်မှာပန်းနေရရောင်းတာမရှိဘူး။အားကြောင့်မူတောင်အောက်မှာနေရစပယ်ပန်းတွေကိုဝယ်သွားရတယ်။အခုဝယ်လာတာကစပယ်ပန်းအကုန်80နောက်ပြီးလက်ဆောင်ကလက်ဆောင်ဖြစ်တော့ဒီပန်းကုန်းလေးတခုလက်ဆောင်ပေးထားတယ်။ဒါစုစုပေါင်းပန်းကုန်း80ဝယ်လာတာပါ။ဝယ်လာတဲ့ဆိုင်လေးကတော့ဒီဆိုင်လေးပါ။အခုကတောင်ပေါ်ကတ်နေပါပြီ။ကတ်နေရဆိုတော့စုစုပေါင်းဆိုင်နေနဲ့တက်မယ်ဆိုတော့9မိနစ်နဲ့ရပါမယ်။လမ်းလျှောက်မယ်ဆိုတော့မိနစ်20လျှောက်ရပါဖြစ်ပါတယ်။ဖျားရောက်ပါပြီ။ဖျားရဲ့နာမည်က Refrated Dry Can ပါ။ဒီ Refrated Dry Can မြေချင်းမိုင်မှာရှိနေတဲ့ဖျားပါ။ဒီစပယ်ပန်းဖျားပါๆขอหลวงพ่อแล้วนำดอกมะลิไปวางที่โต๊ะหากท่านมีความปรารถนาเพิ่มเติมก็ได้ทุกเมื่อครับองค์เท้าเอกวัตขนาดใหญ่ที่สุดในโลกโดยใช้ผู้การ ဖျားကိုတွားရောက်ကူမြော်ဖို့ကောင်းဆုံးချိန်ကတော့မနက်6နာရီကနေ7နာရီတွင်ဖြစ်ပါတယ်။ဒါဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်မှာတော့လူအများမရှိသေးတဲ့အတွက်အေးစစ်စစ်ဖျားဝတ်ပြုနိုင်ပါတယ်။ဒီဆက်လေးကတော့အကျွေးချီထည့်လိုက်ပြီးတော့ကြားတဲ့နံပါတ်ကိုနေရာမှာကတ်ထားတဲ့ကိုသက်ဆိုင်ရာနံပါတ်နဲ့တွားပြီးကိုယ့်ရဲ့fortune ကိုတက်ကြည့်လို့ရပါတယ်။အခုကတော့တောင်ကြီးမှာဝယ်လာတဲ့ဇမေပန်းအကုန်း80ကိုဘုရားကတ်ရမှာဖြစ်ပါတယ်။ဖျားမှာစုမတောင်းခင်အရင်ဆုံးနမောတတဘဂဝါတော်ရဒေါသမတမုတတကို၃ချိန်ရွတ်ဆိုပြီးမှသာဖျားကိုလူအားဆူတောင်းရပါတယ်လူအားဆူတောင်းပြီးတော့ဆူတောင်းပြေးခဲ့ရင်စပယ်ပန်းကိုပြန်လေလာရောက်လှူလိုက်ရမှာဖြစ်ပြီးတော့3လအတွင်းပြန်လေလာရောက်လှူရမှာဖြစ်ပါတယ်နေပြီးတော့လှမ်းကြည့်လိုက်မယ်ဆိုရင်ချစ်မိုင်မျိုးတစ်ခုလုံးရဲ့အလှကိုခံစားရမှာဖြစ်ပါတယ်။တောင်တန်းတွေတစ်ပင်တွေရူရအိမ်လေးတွေကိုလည်းတောင်ပေါ်ကနေပြီးတော့လမ်းပြီးတော့တွေ့ရပါတယ်။နေရာလေးမှာတော့ဘုရားကိုရွှေသင်္ကန်းကပ်လို့ရပါတယ်။တခင်ရှိပါကိုလည်းဖူးမြော်ပြီးတော့လူငယ်ထည့်ခဲ့ပါသေးတယ်။